အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာပြောင်းလဲရမယ့်အရာလေးမျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာတကယ်တမ်းတိုးတက်ပြီးပျော်ရွှင်မှုရှိတဲ့အောင်မြင်မှုကိုရဖို့အတွက်ပြောင်းလဲဖို့လိုအပ်တဲ့အရာများစွာရှိပါတယ်အဲ့ထဲမှာအရေးကြီးဆုံးလေးခုကိုအနက်အဓိပ္ပာယ်အပြည့်အဝနဲ့ရှင်းပြပေးပါမယ်နံပါတ်1စိတ်ဓာတ်ကိုပြောင်းပါလူအများစုဟာသူတို့ရဲ့ဘဝအဆင်မပြေတာကိုအပြင်ကအကြောင်းအရာတွေကြောင့်ပဲထင်တတ်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ပြဿနာကမျှော်မှန်းချက်နဲ့စိတ်ဓာတ်ထဲမှာပဲရှိနေတတ်ပါတယ်။နေရာတစ်ခုမှာပဲရက်နေတာတန်တရားတွေရှိနေတာမလုံခြုံတဲ့စိတ်ရှိနေတာမလုံလောက်တဲ့ယုံကြည်မှုတွေရှိနေတာကြောင့်ဒီလိုစိတ်အနေနဲ့နေမယ်ဆိုရင်ဘဝမှာတိုးတက်မှုကိုမရနိုင်ပါ။တကယ်တမ်းပြောင်းလဲခြင်းရင်စိတ်အနေနဲ့ပြောင်းဖို့လိုပါတယ်မဖြစ်နိုင်လို့ထင်တာကိုဖြစ်နိုင်တယ်လို့ယုံကြည်ဖို့လိုပါတယ်။နံပါတ်2အပြုအမူကိုပြောင်းပါလူတစ်ယောက်ရဲ့အနာဂတ်ကိုဘယ်သူမှသတ်မှတ်ပေးလို့မရပါဘူးသူ့ရဲ့အပြုအမူတွေကပဲသတ်မှတ်နိုင်ပါတယ်တင့်အနာဂတ်ကိုတကယ်ပြောင်းလဲခြင်းရင်မနေ့ကလိုအပြုအမူနဲ့မနေပါနဲ့နေ့ရက်တိုင်းကိုမတူအောင်ကြိုးစားပါမနက်ပိုင်းမှာမနိုးကျင်လောက်အောင်ပင်ပန်းနေရင်တောင်လုပ်ဖို့ဆုံးဖြတ်နိုင်သူဖြစ်ပါစေတနေ့တည်းမှာမကြီးသွားနိုင်ပေမဲ့တစ်နှစ်ချင်းပြောင်းလဲမှုတွေကတင့်ဘဝတစ်လျှောက်လုံးကိုပြောင်းလဲပေးနိုင်ပါတယ်နံပါတ်3ပတ်ဝန်းကျင်ပြောင်းပါတခါတလေတင်းရဲ့စိတ်ဓာတ်ကမကောင်းတာမင်းရဲ့စိတ်မဟုတ်ပါဘူးမင်းနဲ့နေတဲ့လူတွေပဲဖြစ်ပါတယ်မတိုးတက်တဲ့သူတွေနဲ့နေသွားရင်မင်းအနေနဲ့ပါတဖြည်းဖြည်းချင်းကျဆင်းသွားတတ်ပါတယ်တင်းဘေးနားမှာပညာရှိတဲ့သူစူးစမ်းတဲ့သူစွမ်းဆောင်နိုင်တဲ့သူတွေရှိရင်တင်းဘဝအလှည့်ကတွက်လက်လာမှတေးချပါတယ်ဒါကြောင့်တင်းဘဝကိုတက်ကြွနဲ့ပြောင်းလဲခြင်းရင်ပတ်ဝန်းကျင်ကိုစူးစမ်းပါမပေါင်းတဲ့လူတွေနဲ့မပေါင်းဖို့အခုကပင်သုံးသပ်ပါနံပါတ်4အချိန်3နည်းပြောင်းပါလူတိုင်းမှာအချိန်24နာရီရှိပါတယ်။ဒါပေမဲ့အချို့သူတွေကအဲ့ဒီ24နာရီကိုငွေဖြစ်အောင်အောင်မြင်မှုဖြစ်အောင်အသုံးချတတ်ကြပါတယ်။တချို့ကတော့အနာဂတ်အတွက်မစင်စားပဲနေတိုင်းအပျော်သမားပဲဖြစ်နေတတ်ပါတယ်။တင့်အချိန်3နည်းကတင့်ဘဝရဲ့အခြေအနေတစ်ခုကိုဖြစ်လာတတ်ပါတယ်။အချိန်ကိုစီမံခန့်ခွဲတတ်ဖို့လေ့လာပါမလိုအပ်တဲ့အရာတွေကိုဖြုတ်ပြီးတင့်အနာဂတ်အတွက်တန်ဖိုးရှိတဲ့အရာတွေမှာသာအချိန်ကိုသုံးပါဘဝကအပြင်ကအရာတွေပြောင်းလို့မပြောင်းပါဘူးအဓိကတော့စိတ်သက်အပြုမူပတ်ဝန်းကျင်အချိန်သုံးနည်းဒီလေးခုကိုပြောင်းလဲနိုင်သူဟာဘဝရဲ့အပြောင်းလဲကြီးတစ်ခုကိုပိုင်ဆိုင်လာနိုင်ပါတယ်တင်ကပြောင်းလဲဖို့အတွက်မဖြစ်မနေစဉ်းစားနေတယ်ဆိုရင်ယနေ့ဟာအကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်